ဒီနေ့ကတော့ကျွန်မခောက်ဆွေကြော်ချိုးပြမယ်ဖြစ်ပါတယ်ရှင်ခောက်ဆွေကြော်မှာဝင်မဲ့အသီးရွက်တွေကိုကျွန်မစတင်ပြီးလှီးပါတော့မယ်ရှင်အခုကတော့အမေကြော်မဲ့ခောက်ဆွေကြော်မှာကျွန်မကဝင်ရှုပ်ပြီးတော့နှမ်းဖြူတာဖြစ်ပါတယ်ဒါဟင်းခါပူးချင်ဖြစ်တဲ့တရုတ်ဝင်တွေကိုစတင်ပြီးတော့လှီးနေပါတယ်ကဲနှမ်းဖြူချင်းအမှုပညာဆိုတော့ကျွန်မခင်းပြင်လေးကိုစီးပြပါတယ်ဖြစ်ပါတယ်ကတော့ခင်းပြင်လေးကိုစတင်ပြီးတော့လှီးအောင်နော်ခောက်ဆွဲကြုံလေးဒီအစားဆုံးပြီးယူနိုင်မယ်စဉ်းစားထားတော့နော်အမိပြုတ်လာတဲ့ခောက်ဆွဲကိုနော်ပြန်စီးလိုက်လို့စီပြီးကောင်းသွားမယ်ဆိုတော့စီးလိုက်ပါတယ်အမိလေးခောက်ဆွဲကြုံကိုပြန်စီတော့ခောက်ဆွဲကြုံအမိုင်းနဲ့စတင်ပြန်လာတယ်ဒီချိန်မှာအမိရတယ်စားပြီးတော့ပေါ့စီနဲ့ပွိုက်ပါတယ်ရှင်အဲ့ဒါနဲ့ခန်းထဲတစ်ချက်ကော်ဖီသွင်းလိုက်ပါတယ်ခောက်ဆွဲကြုံချက်ပြီးပြောမှပြန်ထွက်လာပါတယ်ဒါကမိကတော့ရိုက်ထားရတဲ့ခောက်ဆွဲကြုံလေးဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဘိုင်